မြတ်စွာဘုရားရဲ့ဘာတွေတော်ရဲ့သားဖြစ်တဲ့တိတ်တမထေရကိုမြတ်စွာဘုရားဟောခဲ့တဲ့တရားဒါကြောင့်မလို့ဒီသုတ်တံကိုတိတ်တသုတ်တံလို့သံဃာနာတင်မထေရများကခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်ခဲ့ကြဘာလို့ဒီတိတ်တယံကိုမြတ်စွာဘုရားတရားဟောရတာတော့အဲ့ဒီတိတ်တယံကသတင်းသုံးပေါ်ယဟန်တွေကိုမကြာခဏပြောဆိုနေတယ်တဲ့ဘာပြောတော့ဆိုတော့ငါရှင်တို့ငါဟာသာသနာတော်မှာမပျော်ဘဲနဲ့အကျင့်မြတ်ကိုကျင့်နေရတာငါရဲ့စိတ်တွေကကြည်လင်တယ်လို့လည်းမရှိလေးလံထိုင်မှန်ပြီးတော့သူတော်ကောင်းတရားဟာငါစိတ်ထဲမှာမထင်ရှားဘူးတဲ့တခါတလေဒီသူတော်ကောင်းတရားရဲ့ပုံမှာတန်တရားတွေလည်းများစွာဖြစ်နေတယ်တဲ့အကျင့်မြတ်ဒီဟူသောလမ်းကြောင်းကိုရှောက်တဲ့နေရာမှာဒီတိတ်တမထေရဟာဖြောင်းဖြောင်းတန်တန်ရှောက်နေနိုင်တာမဟုတ်ဘူးအခက်အခဲဖြစ်နေတော့နော်ယောဂီများလည်းပဲတရားအထုတ်တဲ့အခါမှာအစင်မပြေတာတွေမပြေလေတာတွေအပြင်ဘက်ကအကြောင်းတရားတွေကြောင့်တော့၎င်းကိုယ့်ရဲ့စိတ်ထဲကအတွင်းတက်ခံအကြောင်းတရားတွေကြောင့်တော့၎င်းအစင်မပြေတာတွေဆိုတာတွေ့ရတတ်တယ်ကြုံရတတ်တယ်ဟုတ်လားလူတိုင်းကအချိန်တိုင်းမှာအစင်ပြေနေကြတာမဟုတ်ဘူးခုဒီမှာလည်းပဲတိတ်တယံကသတင်းသုံးပေါ်တွေကိုအဲ့လိုပြောတာဘလောက်ထီတောင်သူ့ရဲ့အခြေအနေကစိုးနေတော့ဆိုလို့ရှိရင်စာထဲမှာမှတ်တမ်းတင်ထားတာကဘယ်ဟာအရှိဘယ်ဟာအနောက်ဘယ်ဟာတောင်ဘယ်ဟာမြောက်လို့တောင်တခါငါစိတ်ထဲမှာမသေးကွဲဘူးတဲ့ကဲယောဂီတို့အဲ့လောက်ဆိုလားအရှိနောက်တောင်မြောက်တော့သိသေးတယ်မို့လားနော်တိတ်တယံကတော့အရှိနောက်တောင်မြောက်တောင်တခါတလေလဲထွက်နေတယ်နော်သူတော်ကောင်းတရားရဲ့အပေါ်မှာလည်းပဲတန်တရားတွေကများစွာဖြစ်နေတယ်တဲ့အဲ့လိုမျိုးသတင်းသုံးပေါ်ယဟန်တွေကိုပြောတဲ့အချိန်မှာသတင်းသုံးပေါ်တွေကသူ့ရဲ့အပေါ်မှာတနာကျင်လာကြတဲ့အတွက်ကြောင့်မြတ်စွာဘုရားကိုအတိပေးလျှောက်ထားကြတာမြတ်စွာဘုရားနဲ့ညီကိုဝမ်းခွဲတော်တဲ့တိတ်တယဟန်ဟာအဲ့ဒါလိုအကျင့်မြတ်ကိုမပျော်မွေပဲနဲ့သာသနာပေါ်မှာမပျော်မွေပဲနဲ့ကျင့်သုံးနေရတဲ့ဘုရားသူပြောတဲ့စကားတွေအကုန်လုံးပြန်လျှောက်အဲ့ဒါလိုလျှောက်တဲ့အချိန်မှာမြတ်စွာဘုရားအဲ့လိုဆိုလို့ရှိရင်အဲ့ဒီတိတ်တမထေရကိုတိတ်တယံကိုငါခေါ်တယ်လို့ပြောပြီးတော့သွားခေါ်ချေလို့ခိုင်းတယ်အဲ့ဒါနဲ့မြတ်စွာဘုရားထံတော်မှာရောက်လာတော့မြတ်စွာဘုရားကကြားတဲ့အတိုင်းသင်ကဒီလိုပြောနေတယ်ဆိုတာဟုတ်သလားလို့သိကြအောင်မေးတယ်မှန်လားပါဘုရားဟုတ်ပါတယ်ဘုရားဆိုတော့အဲ့ဒီမှာမြတ်စွာဘုရားသူ့ကိုတရားဟောတယ်အဲ့ဒါကိုတိတ်တသုတ်တံဆိုတော့မှတ်တမ်းတင်ထားနော်အဲ့ဒါမြတ်စွာဘုရားဘယ်ကနေစပြီးတော့ဟောတော့ဆိုတော့ဘုံဘုံကဒီသုတ်တံလေးကိုကိုယ်စိတ်ထဲမှာအလွန်မြတ်နိုးတဲ့အတွက်ကြောင့်မကြာလဲကြည်ဖြစ်တယ်ကြည်တယ်ဆိုတာလေကြည်ရင်နဲ့စဉ်းစားဖြစ်တယ်သုံးသပ်ဖြစ်တယ်ပေါ့တခါတလေတရားဒေသနာတွေကနာယူတဲ့အပိုင်းကအရေးကြီးတယ်လို့နာယူရင်းနဲ့ဒါကိုစဉ်းစားတတ်ဖို့ဝေဖန်တတ်ဖို့အိုင်းဖြတ်တတ်ဖို့လည်းအရေးကြီးဟုတ်လားအဲ့ဒါဘုန်းကဒီတရားလေးကိုတိတိကျကျဝေဖန်ကြည့်မိတယ်မကြာခဏသုံးသပ်ကြည့်မိတယ်ပေါ့အဲ့ဒါလိုသုံးသပ်ကြည့်တဲ့အချိန်မှာသူကအကျမ်းမြင့်တရားကိုနှစ်ပိုင်းခွဲပြီးတော့ဟောထားတာကိုတွေ့ရတယ်ပထမတစ်ပိုင်းကအလွန်မှလေးနက်တယ်လုပ်ငန်းစဉ်တွေကိုပြောတာဒုတိယပိုင်းကျတော့စိတ်ဝင်စားဖွယ်ကောင်းအောင်ဥပမာလေးတွေပေးပြီးတော့ဟောတာဇလံလေးတစ်ပုဒ်လိုပဲဒုတိယပိုင်းကပထမပိုင်းကတော့သူကဒသနာပိုင်းဆန်ဆန်ပေါ့အယူအဆပိုင်းဆန်ဆန်ဟောထားတာဒါကြောင့်ပထမပိုင်းတရားလေးကိုတိတိကျကျလေးအာယုံစိုက်ကြည့်စေခြင်းတယ်စိတ္တဒိဋ္ဌာတဲ့ဒီဖောက်ပြန်ပြောင်းလဲနေတဲ့ရုပ်အစုရဲ့အပေါ်မှာမြတ်စွာဘုရားကခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ဟောတာဒါကြောင့်ဒီသုတ်တံလေးကိုခန္ဓာဝကတန်ရုပ်ပါဠိတော်ထဲမှာမှတ်တမ်းတင်ထားခန္ဓာဆိုတာအပေါင်းအစုလို့ယောဂီတို့နားလည်ကြပြီသား
ဘုန်းတို့ရဲ့ဘဝကိုအပေါင်းအစုကြီး၅မျိုးနဲ့တိဆောက်ထားတာအပေါင်းအစုကြီး၅မျိုးစုထားတာပေါ့အစုအဖွဲ့ကြီး၅မျိုးစုဖွဲ့ထားတာနံပါတ်1အစုအဖွဲ့ကဘာတော့ယူမဲ့ခန္ဓာရုပ်အဖွဲ့အစည်းရုပ်ဆိုတာဖောက်ပြန်ပြောင်းလဲတဲ့သဘောကိုရုပ်လို့ပြောတာခုမျက်စိနဲ့မြင်နေရတဲ့ဒီကိုယ်ကောင်ကြီးကိုပြောတာပါပဲစပင်မွေးစားခြေဘဝအစုံဘယ်နာလေးမှဖောက်ပြန်ပြောင်းလဲမှုမရှိဘူးဆိုတာမရှိတဲ့နေရာတိုင်းမှာဖောက်ပြန်ပြောင်းလဲနေတဲ့သဘာဝရုပ်အစုဝေးနာအစုဝေးကြတော့မြတ်စွာဘုရား၄စုစုပြီးတော့ဟောတယ်ဒါလေးကိုအရင်စိတ်ထဲမှာဉာဏ်ထဲမှာရှင်းထားမှတရားနာရတာအစဉ်ပြေမှမှုအရင်ရှင်းပြနော်အာယုံကိုသိတတ်တဲ့ညှွတ်တတ်တဲ့ခံစားတတ်တဲ့မှတ်သားတတ်တဲ့ပြန်လဲတုံ့ပြန်တတ်တဲ့သဘာဝတရားတွေကိုနာလို့ခေါ်တယ်နာအစုအဖွဲ့ကဘယ်နှမျိုးတော့၄မျိုးဘယ်လိုမှတ်သားဖို့ထားကြတော့ဝေဒနာခန္ဓာသင်ញဲခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဝေဒနာခန္ဓာခံစားမှုအပေါင်းအစုအလွန်မှကြီးကျယ်များပြားလို့သူ့ကိုခန္ဓာတစ်ခုအနေနဲ့ဟောတာခံစားချက်တွေကအလွန်မှများတယ်ထွေပြားတယ်စိတ်ခံစားချက်တွေရှိတယ်နော်ရုပ်ပိုင်းဆိုင်ရာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားချက်အမျိုးမျိုးလည်းရှိတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာအဒုက္ခမဒုက္ခဝေဒနာလို့အကျဉ်းများအဖြစ်ဝေဒနာကို၃မျိုးခွဲပြီးတော့ဟောတာများတယ်အဲ့ဒီထဲမှာထပ်ပြီးတော့သောမနတဝေဒနာဒေါမနတဝေဒနာလို့ကိုယ်ဆင်းရဲခြင်းဆိုတာရှိတယ်လို့စိတ်ဆင်းရဲခြင်းဆိုတာလည်းရှိတယ်ကိုယ်ချမ်းသာခြင်းဆိုတာရှိတယ်လို့စိတ်ချမ်းသာခြင်းဆိုတာလည်းရှိတယ်ဆိုပြီးတော့အဲ့လိုခွဲခြမ်းပြီးတော့ဝေဒနာကို၅မျိုးခွဲပြီးတော့ဟောတာလည်းရှိတယ်မြင်ရင်းနဲ့ဝေဒနာအမျိုးမျိုးဖြစ်တယ်ကြားရင်းနဲ့ဝေဒနာအမျိုးမျိုးဖြစ်တယ်အနံ့ရရင်းနဲ့စားတော့ရင်းနဲ့တွေးထီရင်းနဲ့တွေးကြံရင်းနဲ့အဲ့ဒါလိုအာယုန်တွေနဲ့မြောက်ပွားလိုက်မှဆိုရင်ဝေဒနာတွေဟာအများကြီးဖြစ်သွားတယ်ဟုတ်လားအဲ့ဒီမှာဒုက္ခဝေဒနာမှာလည်းပဲဘလောက်ချမ်းသာတယ်လဲတိတိကျကျတိုင်းတာတဲ့ဟာကရိယာမရှိလို့သာတော့ဒုက္ခဝေဒနာမှာလည်းပဲချမ်းသာပုံချမ်းသာနည်းလေးတွေကတစ်ခုနဲ့တစ်ခုတူနိုင်မလားဝေဒနာတွေဟာဘာလို့အများကြီးရှိဒါကြောင့်သူ့ကိုဝေဒနာခန္ဓာအဲ့ဒါလိုပဲဘုံဘုံတို့မြင်လိုက်တာနဲ့ကြားလိုက်တာနဲ့စိတ်ထဲမှာမှတ်ထင်မှုတွေအမှတ်အသားတွေဒါပါပဲညာပဲအလို့အလျောက်စိတ်ထဲမှာမှတ်ထင်မှုတွေဖြစ်ပေါ်လာတာမရှိဘူးလားအဲ့ဒါသင်ညာကိုယ်တန်တမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အကြောင်းကိုကိုယ်အရင်သိရမယ်ပြီးမှအဲ့ဒီတရားတို့ရဲ့အနိစ္စသဘောဖြစ်တဲ့အမှန်တရားကိုမြင်အောင်ကြည့်ရမယ်ပထမအဆင့်ငါးဒီမှာဒါတွေဖြစ်နေတာပါလားလို့အရင်သိရမယ်ဟုတ်လားဝေဒနာခန္ဓာပြီးတော့ဘာလို့သင်ញဲခန္ဓာအမှတ်အသားအမျိုးမျိုးပေါ့နော်နောက်သင်္ခါရခန္ဓာတဲ့စိတ်ထဲမှာကောင်းတယ်လို့ထင်လို့ရှိရင်လောဘသဘောလေးဟာအလိုလျောက်ဖြစ်တယ်စိတ်ထဲမှာမကောင်းဘူးလို့ထင်လိုက်တာနဲ့ဒေါသသဘောလေးဟာအလိုလျောက်ဖြစ်တယ်ဒါဘုံဘုံတို့စိတ်ရဲ့ရေဘူးရာအဖြစ်တုံ့ပြန်နေတတ်တဲ့သဘာဝပေါ့ဟုတ်လားတင်ညာကအမှတ်ပေးလိုက်တယ်ဒါကောင်းတယ်ကြိုက်เสียဆိုတာ ਨੇ စိတ်ကအလို့လျောက်လောဘဖြစ်လာတယ်ဒါဆိုးတယ်မုန်းเสียဆိုတာ ਨੇ စိတ်ကအလို့လျောက်ဖယ်ရှားပြစ်ခြင်းတဲ့သဘောမကျေနပ်တဲ့သဘောတုံ့ပြန်တာတွေဘုံဘုံတို့စိတ်ထဲမှာဖြစ်တယ်အဲ့ဒါကိုအကျဉ်းများဖြင့်သင်္ခါရခန္ဓာလို့နားလည်ရမယ်ဟုတ်လားကုသိုလ်ဘက်မှာလည်းပဲကောင်းတဲ့သဘောတွေနဲ့တုံ့ပြန်နေတာရှိတယ်ပေးခြင်းနဲ့ကမ်းခြင်းနဲ့လှူခြင်းနဲ့တန်းခြင်းနဲ့မေတ္တာသဘောတွေဖြစ်တာရှိတယ်ဟုတ်လားသိမြင်နားလည်တဲ့သဘောတွေဖြစ်တာရှိတယ်စွန့်လွတ်လို့တဲ့သဘောတွေဖြစ်တာရှိတယ်ဒါတွေဟာဘာတွေတော့သင်္ခါရခန္ဓာဟုတ်လားနံတရားတွေအလုတ်လုံနေပေါ့နောက်ဆုံးခန္ဓာကဘာလဲတော့ဝိညာဉ်နဲ့ခန္ဓာသူကတကယ်တမ်းဆရာကြီးနောက်ဆုံးမှထားပေမဲ့လို့တိမှုအရာရာသူကောင်းဆောင်တယ်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌာမနောမေယနံတရားတွေမှာစိတ်ဆိုတဲ့ဝိညာဉ်ဟာကောင်းဆောင်ပဲဒါပေမဲ့သူ့ကိုဘာလို့နောက်ဆုံးမှဟောတာတော့ဘာလို့ဝေဒနာကိုရှေ့ဆုံးမှထားပြီးတော့ဘုရားဟောရတာတော့ဝေဒနာကထင်ရှားလို့သူ့ကိုရှေ့ဆုံးမှတက်ပြီးတော့ဟောတာဟုတ်လား
တကယ်ဖြစ်စဉ်ကဘယ်သူကောင်းဆောင်လဲလို့မင်းဝိညာဉ်ကောင်းဆောင်ဆိုကြပါစို့မြင်လိုက်တယ်ဆိုရင်ကျွတ်တို့သိပြီကြားလိုက်တယ်ဆိုရင်အသိစိတ်ကတန်းပြီးတော့ဖြစ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီသိတယ်ဆိုတာကဘာတော့ဝိညာဉ်အဲ့ဒီသိတာနဲ့တွဲပြီးတော့မှခံစားတယ်မှတ်သားတယ်စောစောကပြောတဲ့ကြိုက်တယ်မုန်းတယ်ဆိုတဲ့တုံ့ပြန်မှုအမျိုးမျိုးဟာဆက်ဖြစ်တယ်အဲ့ဒါတပြိုင်နက်တည်းဖြစ်တာအဲ့ဒီနံတရား၄မျိုးဟာဝိညာဉ်ဝေဒနာတင်ညာသင်္ခါရဟောစဉ်မှာကြတော့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဒီလိုလားနော်အဲ့ဒါမြတ်စွာဘုရားအခုတိဋ္ဌမတ္ထိကိုခန္ဓာ၅ပါးနဲ့ကင်ပြီးတော့ဟောတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားจิตตတိဋ္ဌတဲ့ဒီရုပ်အစုကြီးရဲ့ပေါ်မှာလောဘမကင်းကြတဲ့ပုဂ္ဂိုလ်တွေမမောမှုမကင်းကြတဲ့ပုဂ္ဂိုလ်တွေမျက်နှိုးမှုမကင်းကြတဲ့ပုဂ္ဂိုလ်တွေဟာသူတို့မျက်နှိုးနေတဲ့ဒီရုပ်အစုကြီးတစ်မျိုးတစ်မီဖြစ်ပြီးပြောင်းလဲဖောက်ပြန်ပြီးဆိုရင်သူတို့ဟာတေချာပေါက်စိုးရိမ်ခြင်းငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပင်ပန်းခြင်းတရားတွေဖြစ်ကြရမယ်မဟုတ်လားတဲ့ဟောတခြားနားထောင်နော်လူတယောက်ကဒီရုပ်အစုကြီးရဲ့ပေါ်မှာဒီဘဝတွေရဲ့ပေါ်မှာဒီနံတရားတွေရဲ့ပေါ်မှာမျက်နှိုးမှုမကင်းမှုတွေ့တာမှုမကင်းမှုလောဘမကင်းမှုပေါ့နော်အဲ့လိုဆိုရင် तू မျက်နှိုးနေတဲ့ तू တွေ့တာနေတဲ့ तू မမောနေတဲ့ तू အကောင်းထင်နေတဲ့ဒီဘဝဒီရုပ်ဒီနံဒီသဘာဝတရားတွေပြောင်းလဲပြီးဖောက်ပြန်ပြီးတစ်မျိုးတစ်မီဖြစ်ပြီးဆိုတာနဲ့ तू ဘာဖြစ်ရမှာတော့ဆင်းရဲတော့မယ်ဟုတ်ပါတယ်ဗျာတဲ့ဒီရုပ်အစုရဲ့ပုံမှာနာမ်အစုတွေရဲ့ပုံမှာမျက်နှိုးမှုမကင်းကြတဲ့ပုဂ္ဂိုလ်တွေဟာသူတို့မျက်နှိုးနေတဲ့ဒီဘဝဒီရုပ်ဒီနာမ်ပျက်စီးပြီဆိုတာနဲ့တစ်မျိုးတစ်မီပြောင်းလဲဖောက်ပြန်ပြီဆိုတာနဲ့သူတို့ဟာသေချာပေါက်ဆင်းရဲကြရမှာပါဗျာတာဓုတာဓုတဲ့မြတ်စွာဘုရားတာဓုခေါ်တယ်ဟုတ်တယ်တဲ့ဒါဟာလောဘမကင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာပဲတဲ့ဟောစဉ်းစားနော်ကျတို့စိတ်ဆင်းရဲရတိုင်းကိုယ်ဆင်းရဲရတိုင်းအဲ့ဒါကိုမျက်နှိုးတဲ့အရာကိုအကောင်းထင်တဲ့အရာကိုတွေ့တာတဲ့အရာတစ်ခုခုဖြစ်သွားလို့တခြားအဲ့ဒါကိုမြင်အောင်ကြည့်ဟုတ်လားကျတို့ဆင်းရဲကြတိုင်းဆင်းရဲကြတိုင်းကျတို့စိတ်တိုင်းမကြတော့ဘူးတစ်ခုခုဖြစ်သွားပြီဘာလို့စိတ်တိုင်းမကြတာတော့ကိုမျက်နှိုးတဲ့အရာကိုတွေ့တာတဲ့အရာကိုအကောင်းထင်တဲ့အရာတစ်မျိုးတစ်မည်ဖြစ်သွားလို့ကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်လို့ကိုမဖြစ်ချင်တဲ့အတိုင်းဖြစ်သွားလို့အဲ့ဒီကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်တာကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်တာကဘယ်အရာတုံးဆိုရင်ကိုမျက်နှိုးတဲ့အရာတွေအဲ့လိုဖြစ်မှကိုကစိတ်ဆင်းရဲရတာကိုဘာမှမျက်နှိုးမထားဘူးကိုသိတော်မသိဘူးဆိုတဲ့ကိစ္စတွေတော့သူဖြစ်မဖြစ်ကျွတ်တို့စိတ်ဆင်းရဲတယ်လို့ရှိလားစဉ်းစားနော်ဒါကြောင့်ဒီဟာလေးကအလွန်လင်းတတ်တယ်ဟုတ်လားဟုတ်တယ်တဲ့မျက်နှိုးမှုမကင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါဖြစ်ရိုးဖြစ်စဉ်ထုံတန်းစင်လားဓမ္မတာပဲတဲ့ကိုမျက်နှိုးတဲ့အရာပျက်စီးပြီဆိုရင်ဆင်းရဲကြရတယ်ဆိုတာဒါထုံးစံပဲပေါ့ဆိုလိုတာဟုတ်လားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဒီရုပ်အစုရဲ့ပုံမှာဒီနာမ်အစုတွေရဲ့ပုံမှာလောဘကင်းကြတဲ့မမျက်နှိုးကြတဲ့မတွေ့တာကြတဲ့မမက်မောကြတဲ့ပုဂ္ဂိုလ်တွေသူတို့မမျက်နှိုးတဲ့သူတို့မတွေ့တာတဲ့အဲ့ဒီအရာတွေပျက်စီးသွားပြီတစ်မျိုးတစ်မီပြောင်းလဲဖောက်ပြန်သွားပြီဆိုရင်သူတို့မှာစိတ်ဆင်းရဲတယ်ကိုယ်ဆင်းရဲတယ်ပြင်းစွာပင်ပန်းရတယ်စိုးရင်ရတယ်ငိုကြွေးရတယ်ဆိုတာတွေဖြစ်နိုင်မလားမဖြစ်နိုင်ဘူးမဖြစ်နိုင်ပါဘူးဗျာလို့အဲ့လိုတိဋ္ဌာကရှောက်တဲ့ချိန်မှာမြတ်စွာဘုရားအဲ့ဒီမှာလဲတာဓုခေါ်တယ်ဟုတ်တယ်တဲ့မျက်နှိုးမှုကင်းကြတဲ့လောဘကင်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်ဒါဟာဖြစ်ရိုးဖြစ်စဉ်ထုံတန်းစင်လားဓမ္မတာပဲတဲ့ဘာမှမလိုချင်တဲ့ပုဂ္ဂိုလ်ဘာမှမမက်မောတဲ့ပုဂ္ဂိုလ်ဘာမှမရချင်တဲ့ပုဂ္ဂိုလ်ဘာတွေဘလို့ပျက်စီးလို့မှသူ့မှာဆင်းရဲစရာပင်ပန်းစရာအကြောင်းမရှိဘူးဒါကိုစိတ်ထဲမှာရှင်းထားဖို့လိုတယ်နော်အဲ့လိုဆိုရင်ကျွတ်ရဲ့စိတ်ကိုရှင်းရအောင်ပင်ပန်းအောင်တကယ်လက်တွေ့နှိပ်စက်တာကပျက်စီးမှုကနှိပ်စက်တာလားအဲ့ဒီပျက်စီးသွားတဲ့အရာရဲ့အပေါ်မှာတွေ့တာမမောမှုမကင်းခြင်းလို့ဆိုတဲ့လောဘကနှိပ်စက်တာလားဆိုတာကိုဘုန်းဘုန်းတို့အဖြေမှန်ရအောင်မရှာသင်ဘူးလားဘယ်သူကနှိပ်စက်တာတော့လောဘကနှိပ်စက်တာဒါကြောင့်လောဘကိုဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်လို့ဟောတာလေးနဲ့တဲ့နော်ဒီဥစ္စာကဟုတ်လားအဲ့ဒီမှာဆက်ပြီးတော့မြတ်စွာဘုရားကจิตตတိဋ္ဌာတဲ့ပုထုဇဉ်တရားဝါတွေမျက်နှိုးနေကြတဲ့တွေ့တာနေကြတဲ့ဒီရုပ်အစုဆိုတာမြဲတဲ့တရားလားမမြဲတဲ့တရားလားတဲ့မမြဲတဲ့တရားဒါဉာဏ်နဲ့သူကစဉ်းစားပြီးမှဖြေတာနော်မေးလို့အယံသိရှိနေတဲ့အဖြေတစ်ခုကိုဖြေလိုက်တာမဟုတ်ဘူးနော်ရူပံအိဋ္ဌံဝါအနိဋ္ဌံဝါဒီအနိဋ္ဌံပန္တိ
ယမနာနိစ္စံဒုက္ခဝါတံဒုက္ခဝါတိဒုက္ခဗန္တိယမနာနိစ္စံဒုက္ခဝိပရိနာမဓမ္မကလန္နုတံသမနုပတ္တိတုံဧတံမမဧသောဟမတမိဧသောမေအတ္တတိနောဟိတံဗန္တိဘယ်ထဲမှာပါတော့အနတ္တလက္ခဏာသုတ်ထဲမှာပါနော်အဲ့ဒီစကားတွေဘိက္ခဝေဆိုတဲ့နေရာမှာတိတ်တဆိုတဲ့စကားလေးထည့်ပြီးတော့မြတ်စွာဘုရားဟောတာဒီရုပ်ဝတ္စုကြီးဟာမြဲတဲ့တရားလားတည်မြဲတဲ့တရားလားမတည်မြဲတဲ့တရားလားမတည်မြဲတဲ့တရားအမြဲပြောင်းလဲနေတဲ့တရားပေါ့အမြဲပြောင်းလဲနေတဲ့တရားဆိုရင်ဒါဟာချမ်းသာတဲ့တရားလို့ဆိုမလားဆင်းရဲတဲ့တရားလို့ဆိုမလားဆင်းရဲတဲ့တရားပေါ့အဲ့ဒါလို့အမြဲပြောင်းလဲနေတဲ့ဆင်းရဲနေတဲ့ဖောက်လဲဖောက်ပြန်ဖြစ်နေတဲ့တရားကိုဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မှားမှားယွင်ယွင်ဆွဲလန်းမှတ်ထင်ခြင်းကသင့်မှာမလားတဲ့နောဟိတံဗန္တိအဲ့ဒါမသင့်တော့ဘူးတဲ့မဖြစ်သင့်ဘူးအဲ့ဒီအမြင်ဟာမှားနေတယ်ပေါ့အမြဲတမ်းပြောင်းလဲနေတဲ့အရာတစ်ခုကောင်းလဲမကောင်းဘူးဖြစ်ချင်တယ်လို့ဖြစ်နေတတ်တဲ့သဘာဝတရားတစ်ခုကိုဒါဟာငါဥစ္စာပဲဒါဟာငါပဲလို့မှားမှားယွင်ယွင်ဆွဲလန်းသိမ့်ပိုက်ထိုက်တဲ့တရားမဟုတ်ဘူးလို့အဲ့ဒါလိုမြတ်စွာဘုရားထင်ရှားအောင်ပြောတာဟုတ်လားအဲ့ဒီအဖြေမှန်ကိုရဖို့အတွက်ဘယ်လိုရှုခိုင်းတော့တတ္တမတိဟဘိက္ခဝေတတ္တမတိဟတိတ္တယံကိဉ္စီရူပံအတိတာနာဂတပိစုပန္နအစ္ဆတံဝဗေဒံဝဩလာရိကဝဒုက္ခမဝဟိနံဝပဏိတံဝယန္တုရိတန္တိကေဝတပ္ပံရူပံနေတံမမနေသောဟမတမိနာမေသောအတ္တတိဧဝမေတံယထာဘုဒ္ဓံသမပညာယတထဗံသောတော်ကစကားရဲ့အဆက်နော်ကျွတ်တို့ဘလို့မြင်ရမှာတော့ဒီယုံနာနေရဲ့ပုံမှာဒီဘဝဖြစ်စဉ်နေရဲ့ပုံမှာကျွတ်တို့ဘလို့မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်ရမှာတော့နော်အဲ့ဒီမှာသူကရုပ်ရှုနာရှုဘလောက်ထိအသေးစိတ်မြတ်စွာဘုရားပြောထားတော့ယံကိဉ္စီရူပံအတိတာနာဂတပိစုပန္နဖြစ်ခဲ့ပြီးသားအတိတ်ကရုပ်ပေါ့နော်အနာဂတ်မှာဖြစ်မဲ့ရုပ်အခုလောလောဆယ်ဖြစ်နေတဲ့ရုပ်အတိတာနာဂတပိစုပန္နအစ္ဆတဝဗဟိတဝအတွင်းမှာဖြစ်နေတဲ့ရုပ်အပြင်မှာဖြစ်နေတဲ့ရုပ်အစ္ဆတဝဗဟိတဝဩလာရိကဝဒုက္ခမဝချမ်းထမ်းတဲ့ရုပ်နူးညံ့သိမ်မွေ့တဲ့ရုပ်ဟိနံဝပဏိတံဝယုံညံ့တဲ့ရုပ်မြင့်မြတ်တဲ့ရုပ်နော်ပြီးတော့ဗါတော့ယန္တုရိတန္တိကေဝအဝေးမှာဖြစ်တဲ့ရုပ်အနီးမှာဖြစ်တဲ့ရုပ်7မျိုးနော်ဟုတ်လားဝေဒနာကိုလည်းအဲ့လိုဟောတာတင်ညာကိုလည်းအဲ့လိုဟောတာသင်္ခါရဝိညာဉ်ကိုလည်းအဲ့လိုဟောတာတဘာဝတရားကို7မျိုးသောရှုထောင့်ကနေကြည့်ပြီးတော့မြတ်စွာဘုရားဟောပြတာဟုတ်လားအဲ့ဒါလိုအမျိုးမျိုးပြောင်းလဲနေတဲ့ဒီတဘာဝတရားတွေကိုမှန်မှန်ကန်ကန်မြင်တယ်ဆိုတာဘယ်လိုမြင်မှမှန်မှန်ကန်ကန်မြင်တာတော့နေတံမမနေသောဟမတမိနမေသောအတ္တမူရင်းဒါကဘုံဘုံတို့ဉာဏ်ထဲမှာစွဲမြဲသွားအောင်မှတ်သားထားတဲ့နဲ့ရှုမြင်သုံးသပ်ပေါ့နော်နေတံမမနေသောဟမတမိနမေသောအတ္တနော်ဒါဟာငါဥစ္စာမဟုတ်ဘူးဒါဟာငါလို့မှတ်ထင်တဲ့အရာမဟုတ်ဘူးဒါဟာငါအတ္တမဟုတ်ဘူးဘာတွေတုံးလို့မေးရင်ပြောင်းလဲနေတဲ့သဘာဝတရားတွေအဲ့ဒါကိုအလုံးမတန်ဖိုးကြီးတဲ့မင်းကွန်းစတော်ဘုရားကြီးရဲ့လင်္ကာလေးစကလုံးလေးကျွတ်တို့ပြောင်းလဲပြီးတော့အမြဲတမ်းရွတ်တဲ့နေပါနော်နေတံမမနေသောဟမတမိနမေသောအတ္တဒါကမြတ်စွာဘုရားရဲ့မူရင်းစကားအဲ့ဒါကိုဗမာလူမျိုးတွေဗမာနားတဲ့ဗမာစိတ်ထဲမှာရှင်းအောင်စတော်ဘုရားကြီးကဘလို့ရေးပြတော့ငါဥစ္စာငါလေးပြတော့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကအကောင်းဆုံးတရားရှုနေပဲဖြစ်လာသမျှအရာကိုအဲ့ဒီနီးနဲ့မြင်နိုင်ရင်အဲ့ဒါဘာဆက်ဖြစ်မလို့ဆိုတာပြောမှာနော်မြတ်စွာဘုရားကကျတို့မြင်လိုက်တယ်ကြားလိုက်တယ်တွေးမိတယ်ခံစားရတယ်ဘာပဲဖြစ်ပေါ့လေဖြစ်လာသမျှတရားတွေကိုငါဥစ္စာငါလေးပြတော့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကလို့အဲ့ဒါလို့အမှန်အကန်မြင်မှုနဲ့အဲ့ဒါကိုဘာလို့မလို့ရှုမြင်သုံးသပ်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားဧဝမေတံယထာဘုဒ္ဓံသမ္မပညာယတထဗံနော်ယထာဘုဒ္ဓံသမ္မပညာယတထဗံယထာဘုဒ္ဓံဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းသမ္မပညာယအလွန်ကောင်းတဲ့ဉာဏ်အမြင်ဖြင့်တထဗံရှုမြင်သုံးသပ်ထိုက်တယ်တဲ့ဟုတ်လားအဲ့လိုမြင်လို့ရှိရင်လောလောဆယ်ကိုပဲစိတ်ဟာငြိမ်းအေးသွားတာချမ်းသာသွားတာကိုလက်တွေ့သိနိုင်တယ်စမ်းကြည့်နော်
ဘာပဲတွေးဘာပဲမြင်ဘာပဲတွေးမိဘာပဲခံစားရခုနကတော့17မျိုးသောအချင်းရာအဖြစ်ခန္ဓာ၅ပါးအစုအဝေးကြီး၅ခုကိုအသေးစိတ်မြတ်စွာဘုရားအဲ့ဒီတိုင်းမြင်ရမယ်လို့ပြောတာဟုတ်လားအဲ့ဒီတိုင်းဆိုတာဘယ်လိုတော့ငါဥစ္စာငါလိပ်ပြတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကအဲ့ဒါအဖြေမှန်ပဲအဲ့ဒီအဖြေမှန်ကိုရအောင်ထိုင်ပြီးတော့အခုကြည်နေကြတာဝင်လေထွက်လေလေးကိုပင်တိုင်းနေရာမှာထားပြီးတော့ကြည်နေကြတာဒါငါဟုတ်သလားငါမဟုတ်ဘူးလားငါဥစ္စာလို့ပြောတဲ့အရာလားမပြောတဲ့အရာလားသူဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတရားတတ်ပဲလားကိုယ်စိတ်ထဲမှာဉာဏ်အမြင်ရှင်းအောင်သူများပြောတာတော့ကြားပြီးပြီလေအထူးသဖြင့်မြတ်စွာဘုရားပြောထားတာကိုကျွတ်တို့ကြားပြီးပြီလေဒါတွေကငါဥစ္စာငါလိပ်ပြဘာမှမဟုတ်ဘူးသဘာဝတရားတက်လို့ကျွတ်တို့အဖြေမှန်ကတော့ကြားပြီးပြီဒါပေမဲ့ကိုယ့်ရဲ့ဉာဏ်ကရှင်းမရှင်းဆိုတာကတော့တယောက်နဲ့တယောက်မတူနိုင်သေးဘူးအဲ့ဒါကိုအမြင်ရှင်းအောင်ဘုန်းတော်ဘာလို့မလို့ကြိုးစားအထောက်ရမယ်ဟုတ်လားဒါကမြတ်စွာဘုရားကကြိုးစားအထောက်ပုံအထောက်နည်းအဓိကအဲ့ဒီစကားလုံးကတော့ချက်ပဲနေတ္တမမနေသောဟမတ္တိနမေသောအတ္တတိဧဝံမေတံယထာဘုဒ္ဓံသမပညာယဓာတ်ထပါတဘာဝတရားအားလုံးရဲ့ပုံမှာငါဥစ္စာငါလိပ်ပြတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကလို့ရှုမြင်သုံးသပ်ပြီးတော့နေပါတဲ့ဒါအလုပ်ပေးတရားပဲဟုတ်လားအဲ့လိုရှုမြင်သုံးသပ်နေမယ်ဆိုရင်ဘာဖြစ်လာမှာတော့ဧဝံပတ္တံဘိက္ခဝေတုတ္တဝါရိယတာဘကောရူပသမိန်ပိနိဗ္ဗိန္ဒတိဝေဒနာယပိနိဗ္ဗိန္ဒတိတင်ညာယပိနိဗ္ဗိန္ဒတိသင်္ခါရေသူပိနိဗ္ဗိန္ဒတိဝိညာဏသမိန်ပိနိဗ္ဗိန္ဒတိနိဗ္ဗိန္ဒံဝိရစတိဝိရာဂံဝိမုစ္စတိဝိမုဒ္ဒသမိန်ဝိမုဒ္ဒမိတိညာဏံဟောတိခိနံဇာတိဝုတိတံဗြဟ္မစရိယံကတံကရဏီယံနာပရံဣထထာယတိပဇာနာတိဘယ်ထဲမှာပါတော့အနတ္တလဒါကြောင့်ဓမ္မစကြာနဲ့အနတ္တလက္ခဏာတုတ်ကိုတကယ်ပိုင်နိုင်ရအောင်ဆောင်းပြီးတော့တလုံးချင်းကိုအတိပ္ပယ်ကိုနားလည်အောင်လုပ်ထားအဲ့ဒီအစဉ်ကြတော့အကုန်လုံးကပြုတ်ကြတယ်ဟုတ်လားတလုံးချင်းနားလည်အောင်လုပ်ထားဆိုတော့နားလဲသေးလားမလဲတော့နော်နားမလဲတော့အရသာကပေါ်တဲ့လောက်မပေါ်ဘူးပေါ့နော်ကုသိုလ်ရတယ်ဆိုတဲ့စိတ်ကလေးလောက်နဲ့ပဲဘာလုပ်နေရတော့ရွတ်နေကြရတယ်ဘလို့ဝမ်းနေကြကောင်းတော့နော်ကိုယူမယ်ဆိုရင်လက်လှမ်းမိပါတယ်ယူလိုက်ဖို့ပဲဒါပေမဲ့တကယ်တန်ဖိုးရှိတာကိုကြာမှမယူမိဘူးဖြစ်နေတယ်သဘောပေါက်ရလားဘုံပြောတာအဲ့ဒါလို့စောစောကပြောသလိုသဘာဝတရားတွေရဲ့ပုံမှာငါဥစ္စာငါလိပ်ပြတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကလို့မှန်မှန်ကန်ကန်ရှုမြင်ပန်းများမယ်ဆိုရင်ဘာဖြစ်လာမလဲတဲ့ဧဝံပတ္တံဘိက္ခဝေတုတ္တဝါအရိယနာဝကောတဲ့နော်အကြအမြင်ရှိတဲ့မြတ်စွာဘုရားရဲ့တပည့်တာဝကအရိယာတို့ရဲ့တပည့်တာဝကအဲ့ဒါလို့မှန်မှန်ကန်ကန်ရှုမြင်သုံးသပ်နေမယ်ဆိုလို့ရှိရင်ရူပသမိန်ပိနိဗ္ဗာန်တိဖောက်ပြန်ပြောင်းလဲမှုအစွတ်အဝေးရဲ့ပုံမှာစိတ်ကညင်းငွေလာတယ်တဲ့မကြိုက်တော့ဘူးဒါကြီးတွေကိုဘယ်လိုဖြစ်လာတော့ပြင်းမုံညင်းငွေလာတယ်ဟုတ်လားဒါကိုပျော်စရာလို့နော်စိတ်ထဲကဒါကြီးကိုတန်ဖိုးရှိတယ်လို့ထင်တဲ့အထင်အားမရှိတော့ဘူးနော်ဘယ်လိုဖြစ်လာတော့ညင်းငွေလာတယ်ညင်းငွေတယ်ဆိုတဲ့စကားလုံးလေးကိုတိတိကျကျသဘောပေါက်ဖို့လိုတယ်ဆိုကြပါစို့ကိုမတည့်တဲ့ကိုတို့မှမကြိုက်တဲ့သူ့စရိုက်ကိုလည်းတစ်ချက်ကလေးမှမနှစ်သက်တဲ့တဘာဝအလွန်မကျတဲ့လူတစ်ယောက်နဲ့မဖြစ်မနေတခန်းထဲမှာအတူတူနေရမယ်ဆိုရင်ဘယ်လိုနေမလို့ပြင်းလိုက်တာမြင်လဲပြင်းတယ်သူ့အတန်ကြားရင်လဲပြင်းတယ်တွေ့ကိုမတွေ့ချင်ဟုတ်လားမဖြစ်လို့အတူတူနေရတယ်စိတ်ထဲမှာပျော်သလားဘယ်လိုဖြစ်လဲညင်းငွေနော်ဟုတ်လားတချို့မိဘတွေရှိတယ်သားသမီးကိုတို့မှစိတ်တိုင်းမကြအောင်ဒါဒီကိုမွေးထားတာဆိုတော့နှင်းထုတ်လို့လည်းမရအောင်အဲ့တော့ပြောပြင်းလိုက်တာဟဲ့ဟုတ်လားညင်းငွေတယ်ဒါလေးတွေကိုဘုံဘုံကကြည်ပြည့်ပြည့်နားလဲဖို့ပြောပြတာဟုတ်လားခုဒီမှာမြတ်စွာဘုရားသုံးတယ်နော်ရူပသမိန်ပိနိဗ္ဗာန်တိရုပ်အစုကြီးရဲ့ပုံမှာညင်းငွေတယ်ညင်းငွေလို့သူနဲ့အတူတူမနေလို့လည်းမရဘူးဒါကြီးရဲ့ရှိနေတယ်ဟောဒါမို့လို့ပြောတာတခန်းနဲ့အတူတူနေရတာနော်မကြိုက်တဲ့လူနဲ့တခန်းနဲ့အတူတူနေရတာဘာလဲကိုမကြိုက်တဲ့သဘာဝကြီးနဲ့အတူတူနေရတာဖောက်ပြန်ပြောင်းလဲနေတဲ့သဘောနော်ဝေဒနာယပိနိဗ္ဗာန်တိခံစားရတာတွေရဲ့ပုံမှာလဲညင်းငွေတယ်တဲ့ချမ်းသာတာလည်းမကြိုက်ဘူးဆင်းရဲတာဆိုတော့ပြောမနေတော့နဲ့ဟုတ်လားဝေဒနာတွေရဲ့ပုံမှာသူညင်းငွေတယ်ဘာပဲညာပဲလို့မှတ်ထင်နေရတာတွေရဲ့ပုံမှာလဲညင်းငွေတယ်စိတ်ရဲ့အလိုလျောက်ကောင်းခြင်းဆိုခြင်းတုံ့ပြန်ခြင်းအမျိုးမျိုးရဲ့ပုံမှာလဲညင်းငွေတယ်
တိနေရတဲ့အပေါ်မှာလည်းညင်းငွေတယ်ပြောရရင်ဒီဖြစ်နေတဲ့တရားတွေအားလုံးရဲ့အပေါ်မှာသူ့ရဲ့စိတ်ဟာညင်းငွေတယ်တဲ့အဲ့ဒီညင်းငွေတဲ့ဉာဏ်ရဖို့ဆိုတာသောတော့ကငါဥစ္စာငါလိပ်ပြတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါဒကာလို့ဆိုတဲ့ဝိပဿနာဉာဏ်အမြင်ထက်သန်လာမှဖြစ်လာတဲ့ကိစ္စလုတ်ပြီးတော့ညင်းငွေလို့မရဘူးဟုတ်လားလုတ်ပြီးတော့ညင်းငွေလို့မရဘူးနော်အဲ့လိုညင်းငွေပါများလာပြီဆိုရင်ဘာဖြစ်မှာတော့ရူပသမိန်ပိနိဗ္ဗာန်တိဝေဒနာယပိနိဗ္ဗာန်တိသင်ညာယပိနိဗ္ဗာန်တိသင်္ခါရေတုပိနိဗ္ဗာန်တိဝိညာဏသမိန်ပိနိဗ္ဗာန်တိကုံသွားပြီနော်တဘာဝတရားတွေဟုတ်လားအဲ့လိုညင်းငွေသွားရင်နိဗ္ဗာန်တံဝိရစတိတဲ့ညင်းငွေမှုရင့်တန်လာပြီညင်းငွေတာကာလကြာလာပြီနော်ညင်းငွေဖန်များလာပြီဆိုရင်ဝိရစတိအဲ့ဒါရဲ့ပုံမှာဆွဲမဲ့မှုကင်းသွားတယ်တဲ့မမောမှုကင်းတယ်ဆိုတာအဲ့ဒါမဉဏ်မှုပြောတာတဲ့မမောမှုကင်းရင်ကိလေသာကိုသူ့အပိုင်းနဲ့သူအမြင့်ပြတ်တတ်နိုင်တယ်ပေါ့နော်နိဗ္ဗာန်ဝိရစတိဝိရာဂံဝိမုစတိဆွဲမဲ့မှုကင်းသွားပြီဆိုရင်အဲ့ဒီစိတ်ကလေးကလွတ်မြောက်သွားပြီတဲ့လွတ်လပ်မှုဆိုရင်အဲ့ဒီကြမှာရတာတဲ့အခုကျွတ်တို့ရဲ့စိတ်ကလောဘရဲ့ချုံနှောင်ထားမှုကိုခံရတာလောဘကချုံနှောင်ထားပြီဆိုရင်လောဘကသူ့ကြီးချုံနှောင်တာမဟုတ်ဘူးသူ့ရဲ့အပေါင်းဖို့အကြီးကြီးရှိတယ်ဘယ်သူတော့ဒေါသနော်အလိုဆန္ဒဆိုတာကြီးရင်ကြီးသလောက်အလိုမကြမှုဆိုတာကြီးသမြဲပဲသဘောပေါက်ရလားအလိုဆန္ဒကဘာတော့လောဘအလိုမကြမှုကဘာတော့ဒေါသအလိုမကြမှပူမှန်းသိတာအလိုဆန္ဒတုန်းကတော့ပူမှန်းကိုမသိဘူးဟုတ်လားအဲ့တော့ဒီစိတ်ကလေးကဒီလောဘဒေါသနော်တန်ရောစဉ်ကျိုးနှစ်ချောင်းရဲ့ချီနှောင်ခြင်းကိုအဓိကဘာလုပ်နေတော့ခံနေရတယ်လုံးဝမလွတ်လပ်ဘူးနော်အဲ့ဒါကိုလွတ်လပ်ခြင်းတယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့လောဘရဲ့လက်ကအရင်လွတ်အောင်လုပ်ရတယ်ပေါ့ဟုတ်လားနိဗ္ဗာန်ဝိရစတိဝိရာဂံဝိမုစတိညီငွေပါများလာရင်ဆွဲမဲ့မှုကင်းသွားတယ်ဆွဲမဲ့မှုကင်းသွားပြီဆိုလို့ရှိရင်ဘာဖြစ်သွားပြီတော့လွတ်မြောက်သွားတယ်တဲ့လွတ်မြောက်သွားပြီဆိုလို့ရှိရင်ငါလွတ်မြောက်သွားပြီပဲလို့လွတ်မြောက်တာကိုသိတဲ့ဉာဏ်ဟာဖြစ်လာစမြဲပဲတဲ့ဝိမု ddha သမိန်ဝိမု ddha မိတိဉာဏဟောတိအတိအကျဟောတာနော်ဘုရားကလမ်းစဉ်ဟောဟုတ်လားပစ္စောခဏဉာဏ်လို့ခေါ်တယ်တဲ့အဲ့ဒါကိုဝိမု ddha သမိန်ဝိမု ddha မိတိဉာဏဟောတိအဲ့လိုလွတ်မြောက်သွားတာကိုလွတ်မြောက်သွားပြီလို့သိရင်ဟောနောက်ဆုံးအရဟတမေဉာဏ်အရဟတဖို့ဉာဏ်ရပြီဆိုတာနဲ့သူကဖြစ်သွားတာခိနံဇာတိနောက်တစ်ဖန်ပရိသေတွေနေရတယ်ဆိုတဲ့ကိစ္စငါမှမရှိတော့ဘူးဒီဘဝပြီးတာနဲ့ဒုက္ခတွေလုံးဝငြိမ်းသွားပြီဝုတိတံဗြဟ္မစရိယံမြတ်သောအကျင့်ကိုငါကျင့်သုံးလို့ပြီးသွားပြီကတံကရဏီယံလုံးเสียအလုပ်ဘာမှကိုမရှိတော့ဘူး။ဂိုင်းအလုပ်ပြီးသွားပြီဘယ်လောက်ကောင်းတော့ကျတို့ပုံမှန်အသားမှအလုပ်တွေလုပ်အောင်မယ်ဆိုတဲ့အလုပ်ကလေးပြီးသွားရင်တော့စိတ်ထဲဘယ်လိုဖြစ်သွားပေါ့သွားတော့နော်။ခုဘာမှကိုလုံးเสียမလို့တဲ့အလုပ်ကြီးအကန့်ကြီးအကုန်ပြီးသွားပြီဆိုရင်ဘယ်လိုများနေမလဲလို့နည်းနည်းလောက်စကလုံးလေးတွေရဲ့ပုံမှာခံစားကြည့်စေခြင်းနဲ့ဘုံဘုံဟုတ်လား။ခိနံဇာတိဝုတိတံဗြဟ္မစရိယံကတံကရဏီယံပြီးတော့ဗါတယ်တော့နာပရံအိဋ္ဌထာယတိပဇာနာတိတဲ့နောက်ထပ်အကျင့်မြတ်ကိုတခြားသောအကျင့်တွေဘာတွေညာတွေကျင့်သုံးစရာအလုပ်ဘာမှမရှိတော့ဘူးတဲ့ဟုတ်လားဒါပစုကိုဟောနေတာတော့ဒိဋ္ဌမထေရဟောနေတာနော်အဲ့ဒါလိုဒါတရားရဲ့ပထမပိုင်းလေးကလေးနဲ့တည်းဆိုတာဒါကိုပြောတာပြန်ပြီးတော့ချုပ်ပြောမယ်နော်ခေါင်းထဲမှာပိုင်နိုင်သိသိမိဖို့ဟုတ်လားဒီခန္ဓာ၅ပါးရဲ့ပုံမှာမမောမှုမကင်းကြတဲ့ပုဂ္ဂိုလ်တွေကခန္ဓာ၅ပါးတစ်မျိုးတစ်မည်ဖြစ်ပြီးပြောင်းလဲဖောက်ပြန်ပြီးဆိုတဲ့သူဟာသိကြပါဦးဆင်းရဲလိမ့်မယ်ဒါသဘာဝပဲတဲ့မှတ်မိတယ်နော်သောတော်ကပြောလိုက်တာဒီခန္ဓာ၅ပါးသဘာဝတရားရဲ့ပုံမှာရွှဲလန်းမှုကင်းကြတဲ့ပုဂ္ဂိုလ်တွေမမောမှုကင်းကြတဲ့ပုဂ္ဂိုလ်တွေခန္ဓာ၅ပါးသဘာဝတရားကြီးဘာဖြစ်လို့နေသူတို့မှဆင်းရဲတယ်ပြင်ပန်းတယ်ဆိုတာမရှိဘူးဒါလည်းပဲပါတော့သဘာဝပဲတဲ့ကျတို့ကဘယ်သဘာဝလမ်းသွားနေတာတော့ညံ့နိုးပြီးတော့ဆင်းရဲတဲ့လမ်းကိုပဲရှောင်နေတာအခုဟာကဟုတ်လားအဲ့ဒါကိုပြောပြီးတော့မှမြတ်စွာဘုရားဘယ်လိုပြောတော့ဒီရုပ်အစုနာအစုတွေဟာမြဲတဲ့သဘောလားမမြဲတဲ့သဘောလားဒီလိုမေးတာနော်ညံနဲ့ရှင်ပြီးတော့ဖြေတယ်ဒါတွေဟာအမြဲတမ်းပြောင်းလဲနေတဲ့အရာတွေဒါဒီတိုင်းပဲဖြစ်နေတဲ့အရာတွေမဟုတ်ဘူးအမြဲတမ်းပြောင်းလဲနေတာအသစ်ပြောင်းလဲနေတာဘယ်ဟာလေးမှဒီတိုင်းလေးရက်တည်နေတဲ့သဘောမရှိဘူးအဲ့လိုဆိုရင်ဒီသဘာဝတရားဟာဆင်းရဲလားချမ်းသာလားဆင်းရဲပါပြောင်းလဲနေတဲ့ဆင်းရဲနေတဲ့ဖောက်လဲဖောက်ပြန်ဖြစ်နေတဲ့တရားတွေကိုငါပဲငါဥစ္စာပဲလို့လွယ်လွယ်မမမှတ်ထင်ခြင်းကသင့်မှာမလားဒီထိမေးတာနော်မေးမြန်းစစ်စစ်ပြီးတော့ဟောတာပေါ့
အဲ့လိုအဖြေတွေရှင်းသွားပြီဆိုတော့မှမြတ်စွာဘုရားနီးကိုပေးတာဟုတ်လားအလုံးစုံသောယုံနာအစုတွေရဲ့အပေါ်မှာငါဥစ္စာငါလိပ်ပြာတို့ဘာတစ်ခုမှမဟုတ်ကြသည်ဓမ္မတတ္တပါတကားနေတံမမနေသောဟမသွေနာမေသောအတ္တတိဧဝမေတံယထာဘုဒ္ဓံတမပညာယဓာတ်ထပါမှန်မှန်ကန်ကန်ဒီတိုင်းတဘာဝတရားတွေရဲ့ပုံမှာမြင်ရမယ်အဲ့လိုမြင်ပါများလာရင်ဘာဖြစ်မလို့နော်ရူပသမိန်ပြီးနိဗ္ဗိန်တတိညင်းဝေတယ်အဲ့လိုပဲနာစုတွေရဲ့ပုံမှာညင်းဝေတယ်ညင်းဝေပါများလာရင်ဘာဖြစ်မလို့နိဗ္ဗိန်တံဝိရစတိဆွဲမဲ့မှုကင်းမယ်ဆွဲမဲ့မှုကင်းရင်ဝိရာဂဝိမုစတိလွတ်မြောက်သွားမယ်လွတ်မြောက်သွားပြီဆိုရင်လွတ်မြောက်တာကိုသိတဲ့ညာဟာဖြစ်လာတယ်ဝိမုဒ္ဒသမိန်ဝိမုဒ္ဒမိတိညာနာဟောတိပြီးတော့မှဘာလို့ခိနံဇာတိဝိတိတံမြမစီယံကတံကရဏိယနာပရံဣထထာယတိပဇာနာတိဟောဒါတရားရဲ့ပထမပိုင်းအဲ့ဒါဒုတိယပိုင်းမြတ်စွာဘုရားကစိတ်ဝင်စားဖွယ်ဥပမာဥပမေယလေးနဲ့ဆက်ပြီးတော့ဟောပြန်တယ်ဟုတ်လားအချင်းချုပ်ပြီးတော့ပဲသွားရတော့မယ်အချင်းကသိမရှိတော့နော်အဲ့တော့ဒုတိယပိုင်းမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုတော့စိတ္တဒိဋ္ဌာတဲ့ဆိုလိုရင်းအ내အဓိပ္ပာယ်ကိုဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းသဘောပေါက်ဖို့အတွက်တဲ့အောင်ငါဥပမာပြောမယ်တဲ့ဟောဥပမာဘာပြောတော့ဆိုတော့လမ်းမသိတဲ့ယောက်ျားရဲ့လမ်းသိတဲ့ယောက်ျားရဲ့လို့လူနှစ်ယောက်ရှိတယ်ဆိုကြပါစို့နော်လမ်းမသိတဲ့ယောက်ျားရဲ့လမ်းသိတဲ့ယောက်ျားရဲ့အဲ့လိုလူနှစ်ယောက်ရှိတဲ့အချိန်မှာလမ်းမသိတဲ့ယောက်ျားကလမ်းသိတဲ့ယောက်ျားကိုမေးတယ်တဲ့သူရောက်ချင်တဲ့နေရာကိုဘယ်လမ်းကသွားရမလို့လို့မေးတယ်မေးတဲ့အခါမှာလမ်းသိတဲ့ယောက်ျားကလမ်းကိုညွှန်ပြတယ်ဟောတာလမ်းမယ်ဒီလမ်းကနေသွားအဲ့တော့ဟိုလူကတည်တည်ချာချာနားထောင်တယ်ဟိုလူကလည်းတည်တည်ချာချာရှင်းပြတယ်လမ်းသိတဲ့ယောက်ျားကမင်းဒီလမ်းလေးလျှောက်သွားမင်းရောက်ချင်တဲ့နေရာကိုရောက်လိမ့်မယ်ဒါပေမဲ့လမ်းမှာဘာတွေတွေ့မလဲဆိုတာကိုငါတည်တည်ချာချာရှင်းပြမယ်တဲ့ဒီလမ်းလေးလျှောက်မင်းသွားလို့မှတိတ်မကြသေးဘူးအဲ့ဒါမင်းလမ်းနှစ်ခွတွေ့လိမ့်မယ်တဲ့လမ်းခွဲကလေးပေါ့ဘယ်တလမ်းညာတလမ်းခွဲနေတဲ့လမ်းခွဲလေးအဲ့ဒါလက်ဝဲလမ်းကိုမင်းလွတ်ပြီးတော့လက်ရလမ်းကိုလိုက်ရမယ်ညာဘက်ကလမ်းကိုလိုက်နော်အဲ့ဒါလက်ဝဲလမ်းကိုလွတ်ပြီးတော့လက်ရလမ်းကိုလိုက်မယ်ဆိုလို့ရှိရင်တေနမုဒ္ဒံကိစ္စတေနမုဒ္ဒံခန္ဓဝါတခဏလောက်သွားလိုက်တာနဲ့မင်းဘာတွေ့မလို့ဆိုလို့ရှိရင်တိဗ္ဗံဝနတန်ထံအလွန်မှနဲ့ဆိုင်တဲ့တောအုပ်ကြီးတစ်ခုကိုမင်းတွေ့ရလိမ့်မယ်နော်အဲ့ဒါဆက်ပြီးတော့သွားပါတဲ့အဲ့ဒီတောအုပ်ကိုကြောဖြတ်ပြီးတော့သွားရမယ်တေနမုဒ္ဒံကိစ္စတေနမုဒ္ဒံခန္ဓဝါအဲ့လိုတခဏမြမင်းသွားလိုက်တာနဲ့မင်းဘာဆက်တွေ့မလို့ဆိုလို့ရှိရင်မဟာတန်နေလပန္လလံအလွန်မှကြီးကျယ်တဲ့ရွှွညွန်ပြင်းကြီးကိုမင်းတွေ့ရလိမ့်မယ်ဖြတ်တန်းဖို့ခက်တဲ့ရွှွညွန်ပြင်းကြီးပေါ့နော်အဲ့ဒါကိုလည်းမင်းကြော်လွှားနိုင်အောင်ကြိုးစားဆက်ပြီးတော့မင်းသွားလို့ရှိရင်မင်းဘာတွေ့ရမလို့ဆိုကြောက်ကဘာပြက်ကြီးကြသွားလို့ရှိရင်မစင်သားရဲစရာအောက်ကကြောက်ချွန်တွေကြောက်တက်တွေနဲ့အသေးရစရာကောင်းတယ်အလွန်မှနဲ့တဲ့ကြောက်ကဘာပြက်ကြီးကိုတွေ့ရလိမ့်မယ်တဲ့အဲ့ဒါမင်းရှေ့ဆက်ပြီးတော့သွားအဲ့ဒီကြောက်ကဘာပြက်ကိုလွန်အောင်သွားလိုက်မယ်ဆိုလို့ရှိရင်တော့တမန်ဘူမိဘာဂရမတိယအလွန်မှနှလုံးမွေ့လေရောပျော်မွေ့ဖွယ်ရာကောင်းတယ်ညီညွတ်တဲ့မြေပြင်ကိုမင်းရောက်လိမ့်မယ်တဲ့ဘေးကင်းတဲ့ရန်ကင်းတဲ့ပျော်မွေ့ဖွယ်ရာကောင်းတဲ့မြေပြင်ကိုမင်းရောက်လိမ့်မယ်တဲ့အဲ့တော့ဒီမြတ်စွာဘုရားပြောပြတဲ့ဥပမာဘယ်နှချက်ရှိလဲဆိုလို့ရှိရင်9ချက်ရှိတယ်အဲ့ဒါဘုံဘုံငယ်ငယ်တုန်းကဒနုပြူမြို့နယ်ထဲမှာဟောထားတဲ့တရားလေးရှိတယ်ဥပမာ9မျိုးဆိုပြီးတော့ဟုတ်လားလမ်းမသိတဲ့ယောက်ျားရဲ့လမ်းသိတဲ့ယောက်ျားရဲ့လမ်းကိုမေးတဲ့အခါမှာလမ်းကိုပြလိုက်တယ်လမ်းကိုပြတော့လမ်းကသွားခြင်းလမ်းနှစ်ခွတွေ့တယ်ဘယ်လမ်းကိုလွတ်ပြီးတော့ညာဘယ်လမ်းကိုလိုက်ရမယ်ဘယ်လမ်းညာလမ်းဟုတ်လားဆက်သွားတဲ့အခါမှာဘာတွေ့မလို့တောအုပ်ကိုတွေ့မယ်ပြီးရင်ရွှွညွန်မြင်ကိုတွေ့မယ်ပြီးရင်ကြောက်ကဘာပြက်ကိုတွေ့မယ်ပြီးမှအလွန်ညီညွတ်တဲ့မြေပြင်ကိုတွေ့မယ်တဲ့ဥမာဘယ်နှမျိုးတော့9မျိုးဟုတ်လားအဲ့ဒါကိုတစ်ခုချင်းမြတ်စွာဘုရားရှင်းပြတယ်လမ်းမသိတဲ့ယောက်ျားဆိုတာဘယ်သူ့ကိုပြောတာတုံးဆိုတော့ဥထုဇဉ်တတဝါတွေကိုပြောတာတဲ့တရားဓမ္မတို့ဘုံဘုံတို့ကိုပြောတာတဲ့တတဝါတွေကခရီးသည်တွေပဲဟုတ်လားဘဝခရီးကိုလျှောက်တာတဘဝပြီးတဘဝပြောမယ်ဆိုတော့တန်တရားခရီးကိုလျှောက်တာတန်တရားဆိုတဲ့စကားလုံးကရုပ်တည်နေနေစင်ဆက်မပြတ်ဖြစ်နေတဲ့သဘောကိုတန်တရားလို့ခေါ်တာသူတို့ကတန်တရားဆိုတဲ့စကားလုံးကိုသုံးလိုက်ရင်လွန်ခဲ့တဲ့အတိတ်ဘဝနောင်ဖြတ်တန်းရအောင်မဲ့အနာဂတ်ဒါတွေကိုပဲလှမ်းမြော်ပြီးတော့အခုလောလောဆယ်ဖြစ်နေတာကိုတန်တရားလို့စိတ်ကမတွေးမိဘူးဟုတ်လား
တန်တရားဆိုတာအဝေးကြီးမဟုတ်ဘူးအခုဖြစ်နေတာပါတော့တန်တရားပဲတန်တရားဆိုတဲ့စကားလုံးကယုံနံတို့ရဲ့စင်ဆက်မပြတ်ဖြစ်ပေါ်ပြောင်းလဲနေမှုလို့အဓိပ္ပာယ်ရတယ်အခုဖြစ်နေရပဲမဟုတ်လားအတန်နေကြားရတယ်အဲ့ဒါဘာလို့တုံးတွေးတာပေါ့နော်အဓိပ္ပာယ်ပေါ်တာလည်းရှိရဲ့မပေါ်တာလည်းရှိရဲ့ပေါ်ရင်ကျင်တတ်တယ်မပေါ်လို့ရင်တော့နည်းနည်းလေထွက်တယ်ဟုတ်လားများများအဓိပ္ပာယ်ပေါ်အောင်ကြိုးစားနော်ဒါဘာတွေတုံးဆိုတော့တန်တရားဖြစ်နေတယ်ဆိုတော့ပြောပြတာတန်တရားဆိုတာရုပ်တည်နဲ့နေစင်ဆက်မပြတ်ဖြစ်နေတဲ့သဘောဟုတ်လားအဲ့တော့တတ္တဝါတွေဟာဘဝခရီးကိုအချိန်တိုင်းဘာလို့နေတော့သွားနေကြတယ်တင်စားပြီးတော့ပြောရမယ်ဆိုလို့ရှိရင်အလုတ်ဆိုတဲ့ခြေလမ်းလေးတွေလှမ်းပြီးတော့သွားနေကြတာနော်တနည်းအားဖြင့်နော်အောက်လမ်းရှိတယ်အထက်လမ်းရှိတယ်လွတ်မြောက်လမ်းရှိတယ်လမ်းတွေကလည်းအမျိုးမျိုးပဲဟုတ်လားအဲ့ဒါဘယ်လမ်းသွားနေလို့သွားနေမှမသိဘူးဥထုရှင်တော်တွေခရီးတယ်လို့သာပြောတာရက်နေတာလည်းမဟုတ်ဘူးခရီးတယ်ဆိုတော့မရက်ဘူးပေါ့မရက်မနာသွားတော့သွားနေတယ်လမ်းတိလားဆိုတော့လည်းမသိဘူးလမ်းမသိဘူးဆိုတာကိုကျွတ်တို့ဘာကိုကြည့်ရင်သိနိုင်တယ်လဲဆိုတော့ရောက်ချင်ရရောက်နေတာကိုကြည်ချမ်းဖြစ်သိနိုင်တယ်ဟောဒေသနာတွေကိုအဲ့လိုခံစားရမယ်နော်ရောက်ချင်တဲ့နေရာရောက်နေတာအခုကိုရောက်နေတဲ့နေရာကိုတကယ်ရောက်ချင်တဲ့နေရာဟုတ်ရဲ့လားလို့ကိုယ့်ကိုစီစစ်ဒီဓမ္မယုံကိုပြောတာမဟုတ်ဘူးဟုတ်လားနော်ကိုဖြစ်နေတဲ့အခြေအနေလေးကကိုယ်စိတ်တိုင်းကြကလေးဟုတ်သလားဟုတ်တာများလားမဟုတ်တာများလားအဲ့တော့ကိုရောက်နေတဲ့နေရာကိုစိတ်တိုင်းမကြဘူးပေါ့မကြဘူးနော်ဘာလို့မကြဘဲနဲ့ရောက်လာအောင်ဆိုတော့ကိုရောက်ပြီးရောရှောက်သွားတာဟုတ်လားရောက်မှာနော်ပြီးရင်ဘဝသေပြီဆိုတဲ့မနေ့ကပြောရတယ်လေသေခြင်းတရားအကြီးမားဆုံးအပြောင်းလဲဆိုရောက်မှာနော်အဲ့ဒီရောက်ပြီဆိုတော့ကိုရောက်ချင်တဲ့နေရာရောက်မှာလားမဟုတ်ရောက်ချင်ရရောက်မှာပဲရောက်ချင်ရရောက်နေတယ်ဆိုတာကိုကြည်ချင်းအဖြစ်လမ်းမသိဘူးဆိုတာသိကြတယ်နော်ဒါတကယ်ခံစားတတ်ဖို့လိုတယ်နော်ဒါကြောင့်ပုထုဇဉ်တ attva တွေကိုမြတ်စွာဘုရားလမ်းမသိသူလို့သူတို့ကိုနာမည်ပေးထားတာအမေမဲ့ထားတဲ့နာမည်တွေကတော့အမျိုးမျိုးပါဘုရားမှဲ့ပေးတဲ့နာမည်ကတော့ဘာလဲတော့လမ်းမသိသူတဲ့လမ်းမသိသူလို့အငြိမ်လေးထိုင်နေလားဆိုတော့လေထိုင်မနေဘူးသူတို့သွားတော့သွားနေတာပဲသိပြီးတော့သွားတာလားမသိဘဲနဲ့သွားတာလားမသိဘဲနဲ့သွားတယ်ဆိုတာကိုဘာကြည့်ပြီးတော့သိနိုင်တော့ရောက်ချင်ရရောက်နေတယ်ဆိုတာကိုကြည်ခြင်းအပြင်သိနိုင်ပါတယ်ဟုတ်လားဒါကြောင့်လမ်းမသိသူဆိုတာပုထုဇဉ်တ attva ကိုပြောတာတဲ့လမ်းသိသူဆိုတာမြတ်စွာဘုရားကိုပြောတာတဲ့ကျွတ်တို့မှာကိုကလမ်းမသိပြီမလို့လမ်းသိသူရဲ့လက်ကိုဆွဲလိုက်မယ်ဆိုရင်တော့လိုရာကိုရောက်ချင်တဲ့နေရာကိုရောက်နိုင်ခွင့်ရှိနေသေးတယ်ဟောလမ်းသိသူဆိုတာဘယ်သူလဲတော့မြတ်စွာဘုရားတဲ့အခြေပြောစရာအလွန်ကောင်းတယ်နော်အဲ့ဒီတုတ်တန်လေးရှာပြီးတော့သာနားထောင်ကြည့်ဒီတရားစခန်းဒုတိယအကျင့်တော့ဒီတရားလေးဟောထားတာရှိနော်ကောင်းတဲ့တရားလေးတွေကထပ်ထပ်ဟောဖို့လိုအပ်မယ်လို့ထင်ပါတယ်ဟုတ်လားအဲ့တော့လမ်းသိသူဆိုတာမြတ်စွာဘုရားတဲ့အဲ့ဒီလမ်းသိသူမြတ်စွာဘုရားကလမ်းမသိသူပုထုဇဉ်တ attva တွေအတွက်လမ်းကိုညွှန်ပြခဲ့တယ်နော်သူတို့တကယ်ရောက်ချင်တဲ့နေရာကဘေးကင်းတဲ့နေရာရန်ကင်းတဲ့နေရာဘာဆင်းရဲမှမရှိတဲ့နေရာကိုတ attva တိုင်းဟာရောက်ချင်ရိုးထုံးစံဓမ္မတာပဲဟုတ်တယ်မဟုတ်လားဘယ်သူမှဘေးရန်ရှိတဲ့နေရာမရောက်ချင်ဘူးဟုတ်လားဘေးရန်ဆိုတာဘာတုံးလို့မေးဒီယုံတန်တွေကတကယ်တမ်းကဘေးရန်ပဲတကယ်တမ်းကဒီထိကျတို့ကမြင်ဖို့လိုတယ်အဲ့တော့ဒီဘဝကလွတ်မြောက်ရဒီဒုက္ခတွေကလွတ်မြောက်ရဘေးကင်းရရန်ကင်းရနိဗ္ဗာန်ဆိုတဲ့အငြိမ့်သက်ကိုဉာဏ်ရှိတဲ့တရားတိုင်းဟာဘာလို့ရောက်ချင်ကြတယ်ရချင်ကြတယ်သို့တော့သွားတတ်သလားဆိုတော့မသွားတတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားကသူကအဲ့ဒီနေရာကိုရောက်လဲရောက်ဖို့တဲ့ဒီလမ်းကိုကျွမ်းလဲကျွမ်းကျင်တယ်ဒါကြောင့်မလို့သူကလမ်းညွှန်ပေးလိုက်မယ်တဲ့လမ်းညွှန်လိုက်ပြီးကြိုင်မင်းဒီတိုင်းသွားဆိုတော့သွားမလို့မှလောက်ခါရှိသေးတယ်ဘာတွေ့တော့လမ်းနှစ်ခွတွေ့တယ်အဲ့ဒါပြဿနာပဲနော်ဟုတ်တယ်တရားလေးများအထုတ်တော့မယ်ဆိုရင်သူလို့တွေးတော့လာဒီလိုလုပ်ရမှာလားဟိုလိုလုပ်ရမှာလားဒါကဟုတ်မှဟုတ်ရဲ့လားဟောအဲ့ဒါဘာတွေတော့ဝီစီကိစ္စတန်တရားအဲ့ဒါလမ်းနှစ်ခွဆိုတော့အဲ့ဒီတန်တရားကိုပြောတာတဲ့ကိုမြတ်စွာဘုရားလမ်းညွှန်လိုက်တယ်သွားပါရှိသေးတယ်ဘာတွေ့တော့လမ်းနှစ်ခွတွေ့တယ်တဲ့လမ်းနှစ်ခွဆိုတာအဲ့ဒါဝီစီကိစ္စကိုပြောတာတဲ့ဘယ်လမ်းလို့စိတ်ကမရွေးနိုင်ဘူးမဆုံးဖြတ်နိုင်ဘူးအဲ့တော့မြတ်စွာဘုရားလမ်းရွေးပေးတယ်တဲ့တထဝါမမုံစိတ်တော်ဒက္ခိဏကနာဟိလက်ဝဲလန်းကိုစွန့်လွတ်လိုက်ပါလက်ရလန်းကိုဆွဲမြဲစွာလိုက်ပါနော်လက်ဝဲလန်းဆိုတာမိစ္ဆာမက်ခင်၈ပါးတဲ့မာယွင်တဲ့အမြင်မာယွင်တဲ့အတွေ့အကြံမာယွင်တဲ့ပြောဆိုမှုမာယွင်တဲ့ပြုလုပ်မှုမာယွင်တဲ့တမွေးကြောင်းမှုမာယွင်တဲ့တတိမာယွင်တဲ့ဝရိယမာယွင်တဲ့သမာဓိနော်တမ္မာမက်ခင်၈ပါးရှိတယ်လို့မိစ္ဆာမက်ခင်ကလည်း၈ပါးရှိတယ်
အဲ့ဒါမှားယွင်းတဲ့လမ်းဟာမိစ္ဆာမဂ်ခင်၈ပါးကိုပြောတာလက်ရလမ်းကိုလိုက်ပါဆိုတာအဲ့ဒါမှန်ကန်တဲ့မဂ်ခင်၈ပါးကျင့်စဉ်ကိုပြောတာတဲ့ဟုတ်လားအခုယောဂီတို့ကျင့်သုံးနေတယ်ဆိုတာမဂ်ခင်၈ပါးလမ်းကိုရှောက်နေတာပဲကိုကတော့စနစ်တကျဘယ်မဂ်ခင်လေးဖြစ်သွားတာဘလို့ဖြစ်သွားတာလို့ပြောတတ်ခြင်းမှပြောတတ်မယ်ပေါ့ပြောတတ်ခြင်းလည်းပြောတတ်မယ်ပေါ့ဒါကတော့ကိုယ့်ရဲ့လေ့လာမှုအားပေါ်မှာမူတည်မယ်ပေါ့ဟုတ်လားသို့တော့ကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေကိုပြောတတ်သည်ဖြစ်စေမပြောတတ်သည်ဖြစ်စေကိုရှောက်နေတာကတော့ဘာတော့လမ်းမှန်ကိုရှောက်နေတာအဓိကပြောတတ်ဖို့အဓိကလားကိုရှောက်နေတဲ့လမ်းကမှန်ကန်နေဖို့ကအဓိကလားမှန်ကန်နေဖို့ကအဓိကပါနော်ဒါကြောင့်တချို့ယောဂီတွေသူများပြောတတ်လိုက်တာတို့မပြောတတ်ဘူးဆိုတော့အားငယ်စရာတော့မရှိဘူးတေချာတာကတော့ဘာလို့မှန်ကန်တဲ့လမ်းကိုရှောက်မိနေတယ်ဆိုတာတေချာတယ်ဟုတ်လားအဲ့ဒါဘုန်းတော်ကကိုယ်ခန္ဓာမှာသတိလေးထားရတယ်ဒါပါတော့မှန်ကန်တဲ့အောင်မေ့မှုပဲဒီဥစ္စာလေးကတမ္မာတတိပေါ့နော်ဒီတမ္မာတတိလေးဖြစ်အောင်လုပ်နေတာမှန်ကန်တဲ့အာထုံမှုပဲဟုတ်တယ်မဟုတ်လားမှန်ကန်တဲ့အာထုံမှုရှိတယ်ဆိုလို့ရှိရင်ဒီအာယုံလေးပေါ်မှာစိတ်ကလေးကကြာသွားတယ်အဲ့ဒီအခိုက်အတန့်မှာစိတ်ပြန့်လွင့်နေဆိုတာရှိကိုမရှိဘူးအဲ့ဒါပါတော့မှန်ကန်တဲ့တည်ငြိမ်မှုအ ਨੇ ဆုံးခဏိကတမာတိတော့ဖြစ်နေတယ်ပေါ့နော်တမာတိမဲ့ခင်၃ပါးနော်မှန်ကန်တဲ့အောင်မေ့မှုရမှန်ကန်တဲ့အာထုံမှုရမှန်ကန်တဲ့တည်ငြိမ်မှုရအဲ့လိုဆိုရင်အသီးပွင့်ဘာဖြစ်လာမလို့ဘာရလာမလို့ဆိုမှန်ကန်တဲ့အမြင်ကလေးတွေရလာတယ်။အော်ရုပ်တည်နံတွေကဒီလိုဖြစ်နေတာပါလား။အဲ့ဒီမှန်ကန်တဲ့အမြင်ကိုဘယ်လိုနာမည်ပေးမလို့သမာဓိဋ္ဌိတို့တော့ခေါင်းဆောင်တွေကမှတက်ပြီးတော့ခေါ်တာနော်။သူတွေးပြီးကြံပြီးဆိုရင်လည်းမှန်ကန်တဲ့အတွေးကြံလေးပဲဖြစ်သွားတယ်သမာသင်္ကပ္ပ။ယောဂီတို့တတိတစ်ချက်ထားလိုက်တိုင်းမှာဒီမဲ့ခင်၅ပါးဟာဘာတော့ပါဝင်နေတယ်။အ ਨੇ နဲ့အများဆိုသလိုအချိုးစားဘလောက်ပါဝင်မလဲဆိုတာမသေးကြပြီမလို့ပါဝင်တော့ပါဝင်နေတယ်တမ္မာတတိရဲ့တမ္မာဝါယမရဲ့တမ္မာသမာဓိရဲ့တမ္မာဒိဋ္ဌိရဲ့တမ္မာသင်္ကပ္ပရဲ့ဟုတ်လားခုကျင့်သုံးနေတဲ့အခိုက်အတန့်မှာတော့တိလမဲ့ခင်ကဒီအကျင့်ကိုမကျင့်ခင်ရှေ့အဖို့တည်းရစားဘလို့ထားတော့လုံခြုံအောင်ဆောင်စည်းထားတယ်ငါမဟုတ်တာမလုပ်မမှန်တာမပြောမသိတော့တဲ့အသက်မွေးအကြောင်းမှုနဲ့ငါအသက်မွေးအကြောင်းမှုမပြုဘူးဒီသဘောဟုတ်လားဒါပါလဲလို့မေးရင်လက်ရလန်းကိုရှောက်နေတာတဲ့ဟုတ်လားအဲ့လိုလက်ရလန်းကိုရှောက်လိုက်တဲ့အခါမှာပထမအဆုံးပါတွေ့တော့တောအုပ်ကြီးကိုတွေ့တယ်တဲ့တိဗ္ဗံဝနတန်ထံတောအုပ်ကတိမမဟုတ်ကြီးသွားလိုက်ရင်ပြန်ပြီးတော့ထွက်လန်းကိုဘလို့မှမရှာတတ်လောက်အောင်နဲ့ဆိုင်တဲ့တာရတိဆန်တွေများစွာကျက်စားနေတဲ့အန်ဒီများတဲ့တောအုပ်ကြီးရောအဲ့ဒီတောအုပ်ကြီးဆိုတာဘာကိုပြောတာလဲဆိုတော့အဝိဇ္ဇာယေတံအဓိဝဆနံမတိမှုအဝိဇ္ဇာကိုပြောတာတဲ့နော်ဒီနေရာမှာအဝိဇ္ဇာကိုအဓိပ္ပာယ်အမျိုးဖုံဖုံတို့အဆင့်ဆင့်ဖွင့်လို့ရတယ်ပေါ့မြတ်စွာဘုရားကိုယ်တော်တိုင်အဝိဇ္ဇာရဲ့အဓိပ္ပာယ်ကိုဖွင့်ပြတာတော့ဘယ်လိုဖွင့်ပြတာတော့သစ္စာ၄ပါးကိုမသိတာကိုအဝိဇ္ဇာလို့ဖွင့်ပြတယ်ကိုဖြစ်နေရတဲ့ဒီဘဝအခြေအနေကြီးဟာဆင်းရဲတဲ့ဘဝကြီးဆင်းရဲတဲ့အနေအထားကြီးလို့မသိတာနံပါတ်1အဝိဇ္ဇာဟုတ်လားဒီဆင်းရဲတဲ့အခြေအနေတွေဟာဒါကိုဆင်းရဲမှမသိလို့ဒါရဲ့ပုံမှာမမောမိလို့ဖြစ်ရတာပါလို့မမောမှုသည်ဆင်းရဲခြင်းရဲ့အကြောင်းတရားဖြစ်တယ်ဆိုတဲ့နံပါတ်2သမုဒယသစ္စာကိုမသိတာအဝိဇ္ဇာဒီသမုဒယသစ္စာလုံးဝချုပ်ငြိမ်းမှအငြိမ့်ဓာတ်ကိုမျက်မှောက်ပြုရမှာပါဒီသမုဒယသစ္စာချုပ်ငြိမ်းခြင်းသည်ပင်လေအငြိမ့်ဓာတ်ပဲလို့မသိတာဟာအဝိဇ္ဇာဒီအငြိမ့်ဓာတ်တွေကိုဆက်ရဖို့အတွက်မဂ်ခင်၈ပါးလမ်းကိုရှောက်အောင်မယ်လို့မသိတာဟာအဝိဇ္ဇာသစ္စာ၄ပါးကိုမသိတာအဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာတောအုပ်ထဲမှာဘုံဘုံတို့တွေဟာနေကြတာပေါ့အန်ဒီရဲ့အလွန်များတယ်ပေါ့ဒီတောထဲမှာလမ်းတွေလည်းအမျိုးမျိုးရှိမယ်ပေါ့ရောက်ချင်ရောက်သွားနိုင်သေးတယ်နော်ဟုတ်လားငရဲကျသွားတယ်ဆိုတာအဆိုးဆုံးလမ်းမှားမှုလို့ဆိုနိုင်ဘူးလားတိဋ္ဌံဖြစ်သွားတယ်ဆိုတာတော့ဒုတိယအဆိုးဆုံးလမ်းမှားသွားတာနော်ဘယ်ထဲမှာလမ်းမှားသွားတာတော့တောအုပ်ထဲမှာလမ်းမှားသွားတာဟုတ်လားတကယ်လို့သာသိမယ်ဆိုလို့ရှိရင်တောအုပ်ထဲကဘုံဘုံတို့ထွက်နိုင်ပါဟုတ်လားအခုတောအုပ်ထဲကမထွက်နိုင်ဘူးဒါကိုယ့်အကိုညံနဲ့နော်ပိုးပြီးတော့အသေးစိတ်နားလည်အောင်ရှင်းကြည့်နော်အဲ့တော့ဘုံဘုံတို့တောအုပ်ဆိုတာဘာကိုပြောတာတော့အဝိဇ္ဇာကိုပြောတာတဲ့တင်နမုဒ္ဒံကိစ္စတင်နမုဒ္ဒံကန္တဝါဆက်ပြီးတော့သွားလိုက်ပါဘာတွေ့မလို့ရွှွညုံမြင်ကြီးတွေ့မယ်တဲ့မဟန္တံနေနပန္လလံမဟန္တံနဲ့မဟန္တံဆိုတာအလုံးမကျေပြန့်တဲ့နော်ဒီတဲ့ကိုနော်နစ်သွားပြီဆိုလို့ရှိရင်
ပြန်ပြီးတော့ထွက်ဖို့အလွန်ခက်တဲ့ရွှံ့ညွံမြင်ကြီးပေါ့နော်အဲ့ဒီရွှံ့ညွံမြင်ကြီးဆိုတာဘာကိုပြောတော့ဆိုတော့ကာမနမေတ္တံအဓိဝဆန္ဒနော်ကာမအာယုန်တွေကိုပြောတာတဲ့ကျွတ်ရဲ့စိတ်ကလေးကအဲ့ဒီရွှံ့ညွံမြင်နေပဲနှစ်သွားတာများတယ်နော်ကောင်းတာလေးကြည်ခြင်းနဲ့ကောင်းတဲ့အတန်နာထောင်ခြင်းနဲ့ကိုယ်စိတ်ထဲမှာကောင်းတယ်လို့ထင်တဲ့အာယုန်နေနဲ့ပဲစိတ်ကလေးကဘာတော့နေခြင်းနဲ့ဟုတ်လားဒီစိတ်ကဘယ်မှာပဲသူကနေဖို့နေရာရှာနေလဲလို့မေးရင်အဲ့ဒီအာယုံပဲရှာတာပဲဟုတ်လားတေချာစဉ်းစားကြည့်နော်စိတ်ဟာဘယ်လောက်ထိအာယုံကိုစာလောက်မှုတ်သိပ်တယ်လဲအာယုံနဲ့နေခြင်းတယ်လဲဆိုတာကိုနော်ဘယ်လောက်ထိအယောင်နေမှာဒီစိတ်ဟာပျော်တယ်လဲဆိုတာကိုသိချင်စိတ်ကူးနဲ့မျက်စိမမြင်တော့ဘူးလို့လှုပ်ကြည့်ပါလားနော်ဘာဖြစ်မလို့ငိုကြမှာပေါ့တောက်လျှောက်ငိုကြမှာမျက်စိကွဲသွားပါပြီအမလေးဘဝတော့ဆုံးပါပြီဆိုပြီးတော့အဓိကအဲ့ဒါဘာတော့မြင်ကျင်တာပဲလေဟုတ်တယ်မဟုတ်လားနားမကြားတော့ဘူးလို့လှုပ်ကြည့်မှဘလောက်မြန်ကြားခြင်းတဲ့စိတ်ဖြစ်နေမယ်လေတလောကလုံးတိတ်နေတာကိုမခံနိုင်ဘူးတလောကလုံးမှောင်းနေတာကိုမခံနိုင်ဘူးမြင်ခြင်းနဲ့ကြားခြင်းနဲ့ကင်ထားပါတော့ကြံတာလေးထားလိုက်ပါဦးနော်ဒီဖုံးလေးကိုငါကြည့်ကိုမကြည့်ဘူးလို့လှုပ်ကြည့်ပါလားအိမ်ရောက်တဲ့အခါကျတော့ဒီတည်းကအတန်ကိုငါနားကိုမထောင်ဘူးလို့လှုပ်ကြည့်ပါလားဘလောက်ဒီယူပါယုံတတ္တာယုံကိုမက်တလဲဒီထဲမှာစိတ်ဟာဘလောက်ကြက်စားခြင်းလဲဆိုတာကိုအဖြေထွက်လာလိမ့်မယ်ဟုတ်တယ်မဟုတ်လားအခုဒီမှာမြတ်စွာဘုရားကအဲ့ဒီကာမကိုဘယ်လိုပြောနေတာတော့ရွှံ့ညွံမြင်လို့ပြောတာဒီနေ့မှာကာမအလွန်ကျေပြန့်တယ်အကျဉ်းမြင်တော့သူ့ကို2မျိုးလောက်တော့နားလည်ရမယ်ဝိထုကာမရဲ့ကိလေသာကာမရဲ့ဝိထုကာမဆိုတာအခုပြောနေတဲ့အာယုံကိုပြောတာမမောစရာကောင်းတဲ့အာယုံသူ့ထက်ပိုပြီးတော့ဆိုးတာကသူနဲ့တွဲပြီးတော့ဖြစ်တာကတကယ်အန္တရာယ်ပေးတဲ့ကာမကဘယ်ကာမလဲလို့မြင်အဲ့ဒီဝိထုကာမရဲ့ပုံမှာမမောနေတယ်ဆိုတဲ့ကိလေသာကာမတဲကိုကောင်းရင်လောဘပဲဟုတ်လားအဲ့လောဘမရှိဘူးဆိုလို့ရှိရင်ဘုန်းဘုန်းတို့အဲ့ဒီဝိထုကာမကိုဘာမှတန်ဖိုးထားတဲ့သဘောမရှိတော့မမြင်ခြင်းတဲ့ပုဂ္ဂိုလ်အတွက်အဲ့ဒီမြင်စရာကြီးကဘာတန်ဖိုးမှမရှိဘူး TV မကြည့်ချင်ပါဘူးကွာစိတ်ပြက်လိုက်တာဆိုတော့ TV ကြီးဘယ်လောက်တန်စိတ်ကိုမလှုပ်ရှားဘူးဒါ तू မှမရချင်တာဒီသဘောပြောတာဟုတ်လားအဲ့တော့ပြောရင်တာကဘာတော့ဝိထုကာမရဲ့ကိလေသာကာမရဲ့အာယုန်ထဲမှာစိတ်ဟာလဲထွက်နေတယ်ဟောပိုးပြီးတော့ဆိုတာကလောဘထဲမှာစိတ်ဟာလဲထွက်နေတယ်ဒါကိုလည်းမြင်တတ်ဖို့လိုတယ်နော်တခါတည်းဒီလိုချင်တဲ့စိတ်ရဲ့ဒီပိုင်နက်ကနေပြီးတော့ဒီစိတ်ဟာလွတ်အောင်ကိုမယုံနိုင်ဘူးဒီသဘောကိုပြောတာလောဘလက်ကမလွတ်ဘူးလို့ပြောတာလောဘလက်ကမလွတ်သမျှကလပ်ပတ်လုံးအာယုန်နေတဲ့ကိုဘုံဘုံတို့တွေဟာသွားနေကြရမှာပဲအာယုန်ကိုရှာနေရမှာပဲဟုတ်တယ်မဟုတ်လားအာယုန်ကိုရှာရတာဘယ်သူကြောင့်ရှာရတာတော့လောဘကြောင့်ရှာရတာနော်ဒါကြောင့်ကာမလို့ပြောလိုက်တိုင်းအာယုန်တွေကိုသဘောပေါက်ဖို့လိုသလိုအာယုန်တွေကိုနှစ်သက်တဲ့လောဘကိုလည်းသဘောပေါက်ဖို့လိုမှာပေါ့နော်ဒါကြောင့်ယုံထွက်ဖို့ခက်တဲ့ရွှံ့ညွံမြင်ကြီးဆိုတာဘာကိုပြောတာတော့ကာမကိုပြောတာတဲ့ဝိထုကာမကိလေသာကာမအဲ့ဒါဆက်ပြီးတော့သွားပါတိဏ္ဍမုဒ္ဒံကိစ္စတိဏ္ဍမုဒ္ဒံကံတဝါဟောဘာတွေ့မှာတော့တဲ့ပပဒံနော်သုဗ္ဗံပပဒံကြောက်ကဘာဖြတ်ကြီးနော်ကြတော့လိုက်လို့ရှိရင်တခါတည်းကြိုးကြည်ပဲ့ရွက်ပြီးတော့အယုဒ္ဓချာသားတခြားနော်ပျက်စီးသွားနိုင်လောက်အောင်ထိနဲ့ရှိုင်းနဲ့ကြောက်မဖွယ်ကောင်းတဲ့ကြောက်ကဘာဖြတ်တဲ့အဲ့ဒီကြောက်ကဘာဖြတ်ဆိုတာဘာကိုပြောတာလဲဆိုတော့ကောဓုပါယသေတံအဓိဝဆနံနော်ကောဓဥပါယတာတရားတို့ရဲ့နာမည်ပါတဲ့ကြောက်ကဘာဖြတ်ဆိုတာကောဓဥပါယတာစကလုံးနှလုံးတွဲသုံးထားတယ်နော်တေကိုကောက်ရင်ဒေါသပဲကောဓဆိုတာအမျက်ဥပါယတာဆိုတာပင်ပန်းတာစိတ်တိုးပြီးတော့ပင်ပန်းဆင်းရဲနေတဲ့သဘောဟုတ်လားနော်ကောဓဆိုတာကဒေါသအသေးသားလို့နားလည်လို့ရတယ်ဥပါယတာဆိုတာဒေါသအကြီးသားလို့နားလည်လို့ရတယ်ဒါဘုံဘုံခံစားတတ်တယ်လို့လေးပြောကြည့်တာကောဓုပါယတာကောဓဥပါယတာဟုတ်လားဘာလဲတော့အမျက်ထွက်တယ်ပင်ပန်းတယ်ဒီခါတလေဘုံဘုံတို့စိတ်ထဲမှာမကျေနပ်မှုတွေရှိတယ်စိတ်ထဲမှာအဆင်မပြေမှုတွေဖြစ်ခဲ့တဲ့အကြောင်းအရာနဲ့တွေ့လျရတဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမပြေလည်တာလေးမရှိဘူးလားရှိတယ်ခံစားရတာကောင်းလားကောင်းအကြီးတော့လည်းမဟုတ်ဘူးနော်တေးသေးလေးအဆင်မပြေတာလေးတွေအဆင့်အမျိုးမျိုးမရှိဘူးလားအရွယ်အစားအမျိုးမျိုးစိတ်ခံစားချက်များအရွယ်အစားလို့ဘုံဘုံကပြောသေးတယ်ဒါကအဲ့လိုပြောမှစိတ်ကနားလည်မှာဟုတ်တယ်မဟုတ်လားတခါလေခံစားချက်ကအကြီးကြီးဟုတ်လားကြီးလာပြီဆိုလို့ရှိရင်ဘုံဘုံတော့ဘယ်လိုဖြစ်လာတော့
မနေနိုင်မထိုင်နိုင်ဖြစ်လာတယ်ယောဂအကြီးဖြစ်လာဆိုတော့လှုပ်ပါအောင်ကဲပါအောင်ဆေးရုံသွားပါဖြစ်မယ်ညာဖြစ်မယ်လှုပ်ရှားလာတယ်လို့ဒေါသကကြီးလာပြီအလိုမကျမှုကကြီးလာပြီခံစားရတာများလာပြီဆိုရင်ကျတို့နေနိုင်သေးလားမနေနိုင်တော့နီးရလူကဘာလို့မလို့အရင်ပြောမယ်ကြည်စမ်းမအောင်ဒီလိုတဲ့ဘာဘယ်သူကပြောခိုင်းနေတာအဲ့ဒါဒေါသပြောခိုင်းနေတာဟုတ်လားနောက်ဆုံးဘလို့မှမရတော့ဘူးဆိုသူရင်ပတ်သူထုမဲ့ဟာပေါက်ကွဲမဲ့အမျိုးမျိုးရုပ်ပြက်ရှင်းပြက်ဖြစ်ချင်တိုင်းကိုဘာတော့ဖြစ်တော့မယ်အဲ့ဒါဘာတော့အထက်ကယောဂအလွန်ကိုပြင်းထန်နေတယ်ဘာယောဂလုံးဒေါသယောဂနော်အဲ့လိုစိတ်ကိုအမျက်အဆင့်ရနေအလွန်ပြင်းထန်တဲ့ပင်ပန်းမှုအဆင့်ထိရောက်အောင်အဆင့်ဆင့်နှိပ်စက်နိုင်စွမ်းရှိတဲ့ဒေါသတရားကိုမြတ်စွာဘုရားဘာလို့ဟောတော့ကြောက်ကဘာပြက်လို့ဟောတာတဲ့အဲ့ဒါဒီစိတ်ကလေးကကြောက်တဲ့ကိုတရက်ကိုဘယ်နှခါလောက်ပြုတ်ကြတော့နော်အမျက်သေးသေးလေးဖြစ်ရင်တော့ကြောက်ကသိမနဲ့ဘူးပေါ့နော်ပြန်တက်လာလို့ရသေးတယ်တချို့ကြရင်ပြန်တောင်းတက်လာဖို့သိမလွယ်ဘူးဒေါသကြောက်တဲ့ကြတရှူးတစ်ချက်ရဲနဲ့တွေးလိုက်တိုင်းစိတ်တို့ဘယ်သူတရားချလို့မှလည်းမရဟင်ဘယ်ထဲကြာသွားတော့ကြောက်ကဘာပြတ်ထဲကြာသွားဒေသနာလေးတွေကိုအဲ့လိုခံစားတတ်ရမယ်ဟုတ်လားလောဘရွှံ့ညွန့်နဲ့နစ်သွားရင်လည်းယုံဖို့ခက်တယ်သူကကြောက်ကဘာပြတ်လို့တော့သူကရုပ်တရက်ကြီးဝုံတိုင်းပြည့်စည်တာမဟုတ်ဒါတိသူကလည်းပဲမသက်သာဘူးအမှဲ့ကြွေချွေမှာဟုတ်လားနော်ရွှံ့ညွန့်နဲ့တဖြည်းဖြည်းနဲ့နစ်သွားတဲ့ကိစ္စရည်နစ်သွားတဲ့ကိစ္စနော်ဝဲလို့လည်းမြတ်စွာဘုရားသုံးတယ်ဒီကာမကိုဝဲလို့ခေါ်တဲ့ဒေသနာတွေလည်းရှိရနော်ဘယ်ဒေသနာထဲမှာရှိတယ်ဓာတုခန္ဓာမှာတုတ်တယ်နော်ဓာတုခန္ဓာမှာတုတ်တယ်မှာတစ်တုံးကြီးကနော်ခင်္ကာမြည်မှာမျောတယ်တကယ်လို့မြန်ဝဲတဲ့ရောက်သွားမှဆိုပင်လေကြီးကိုမရောက်တော့ဘူးဒီလိုဟောတာဝဲတယ်ကြောက်စရာကြီးနော်ဘုရားတရားဟောလို့ရှိရင်နိဗ္ဗာန်ရောက်မှာဘာလို့တာတော့အဆုံးသတ်တာအခုဥမာဘာကြံသေးတော့တမန်ဘူမိဘာဂရမဏီယဟုတ်လားမွေးလျောပွဲကောင်းတဲ့မြေပြင်တဲ့အဲ့ဒါဘာကိုပြောရလဲတော့နိဗ္ဗာန်ကိုပြောတာနိဗ္ဗာန်ရောက်မှာအကုန်အစင်ပြေးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ gain ဒါကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားအထောက်နိုင်ကြပါစေတည်း